သင်အိတ်နေတဲ့ပုံစံကသင်ချမ်းမာရေးနဲ့အုံနောက်ကိုတိတ်တိတ်လေးပြောင်းလဲနေတာသိပါသလားညာတိုင်းသင်ဘလို့အနေထားနဲ့အိတ်နေပါသလဲအိတ်ဒါဆိုရင်မျက်လုံးပိတ်ပြီးအနားယူယုံပဲလို့ထင်ထားတတ်ကြပါရီဒါပေမဲ့သင်အိတ်နေတဲ့ပုံစံကသင်ခန္ဓာကိုယ်သင်ဦးနောက်သင်နေစဉ်စွမ်းအင်ကိုတိတ်တိတ်လေးပြောင်းလဲနေတာသင်သိပါသလားဒီနေ့ဗီဒီယိုမှာတော့အိယာထိုင်ပုံ6မျိုးကိုတစ်ခုချင်းစီလွယ်လွယ်ကူကူရှင်းပြသွားပါမယ်ဘာကြောင့်အိတ်ပုံကအရေးကြီးတာလဲသင်အိတ်နေတဲ့အချိန်မှာခန္ဓာကိုယ်ကအနားယူနေတာမဟုတ်ပါဘူးအုံနောက်ကအမှတ်တရတွေစူးစီးနေတယ်ခန္ဓာကိုယ်ကကိုယ်တိုင်ပြုတ်ပြင်းနေတယ်အာယုံကြောတွေကပြန်လဲတိတ်ဆောက်နေပါရီအဲ့ဒီအချိန်အိတ်နေတဲ့ပုံစံမမှန်ရင်နာကျင်မှုပင်ပန်းမှုမနှက်ထမလာနိုင်ခြင်းတွေဖြစ်လာနိုင်ပါရီနံပါတ်1နောက်ကျောဘက်နဲ့အိတ်တဲ့သူများနောက်ကျောဘက်ကိုတက်တက်ထားပြီးအိတ်တဲ့ပုံစံဟာခန္ဓာကိုယ် alignment အတွက်အတော်လေးကောင်းပါရီကြောရုပ်ကိုဖိအားမပေးဘူးညနာအသားရည်ကိုဖိမိတာလည်းနည်းပါရီဒါပေမဲ့ဟောက်တက်သူအသက်ရှူမဝသူတွေအတွက်တော့မတင်တော်နိုင်ပါဘူးနံပါတ်2ဘယ်ဘက်နဲ့အိတ်တဲ့သူများလူအများဆုံးသုံးတဲ့အိတ်ပုံပါအထူးသဖြင့်ဘယ်ဘက်နဲ့အိတ်ရင်အစာချေမှုပိုကောင်းပြီးတော့နှလုံးကျန်းမာရေးအတွက်ပိုအထောက်အကူဖြစ်ပါရီဟောက်တာလည်းနည်းသွားနိုင်ပါရီနံပါတ်3ခလေးလိုခောက်အိတ်တဲ့ပုံ fetal position ခန္ဓာကိုယ်ကိုနည်းနည်းခောက်ပြီးတော့အိတ်တဲ့ပုံစံပါကြောပိုင်းနာသူတွေတက်တာစေနိုင်ပါရီဒါပေမဲ့အရန်ခောက်ထားရင်အသက်ရှူလမ်းကြောင်းကိုတင်းကျပ်စေနိုင်ပါရီနံပါတ်4ဝင်လျားပြီးတော့အိတ်တဲ့သူများဟောက်တာတော့နည်းနိုင်ပါရီဒါပေမဲ့လေဘင်းနဲ့ကြောရုပ်ကိုအရန်ဖိအားပေးတဲ့အတွက်နာကျင်မှုဖြစ်နိုင်ပါရီအချာကြီးဆက်လို့ရင်မသိတော့တဲ့အိတ်ပုံပါနံပါတ်5လက်တွေချဲ့ပြီးတော့အိတ်တဲ့ပုံ starfish လက်ချေတွေကိုလွှင့်ထားပြီးအိတ်တာပါခန္ဓာကိုယ်ကိုဖိအားနည်းစေပြီးတော့ကြောနာသူတွေအတွက်ကောင်းနိုင်ပါရီဒါပေမဲ့ဟောက်တက်သူတွေကသတိထားဖို့လိုပါရီနံပါတ်6တက်တဲ့ဘက်အိတ် low position ဘတ်တစ်ဖက်နဲ့ခန္ဓာကိုယ်ကိုတက်တက်ထားပြီးတော့အိတ်တဲ့ပုံစံပါသွေးလေပတ်မှုကောင်းစေပြီးတော့ကြောရုပ် alignment ကိုထိန်းပေးနိုင်ပါရီအိတ်ဆက်မှုအရေးအသွေးတိုးတက်စေနိုင်တဲ့အိတ်ပုံတစ်မျိုးပါအိတ်ပုံထက်ပိုအရေးကြီးတဲ့အချက်လေးတွေကိုထပ်ပြီးတော့ပြောပြခြင်းပါရီခေါင်းအမြင့်မမှန်ရင်အိတ်ပုံကောင်းလဲမကောင်းသွားနိုင်ပါရီဖုန်းကိုအိတ်ခါနေကြည့်နေရင်အုံနောက်မနာပါဘူးအိတ်ချင်းတိတိကျကျထားခြင်းကအိတ်ပုံကောင်းထက်တောင်မှအရေးကြီးပါရီအိတ်ပုံလေးတစ်ခုပဲပြောင်းလဲလိုက်တာနဲ့မနဲ့စောစောပူလန်းလာနိုင်ပါရီခေါင်းမကိုက်တော့ဘူးခန္ဓာကိုယ်မအေးတော့ဘူးနေ့စဉ်စွမ်းရည်ပိုရှိလာနိုင်ပါရီဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like လုပ်ပါ subscribe လုပ်ပါမိတ်ဆွေတွေကိုပါမျှဝေပေးပါနော်အဆုံးထိကြည့်ပြီးကြကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ